ဒီနေ့ကတော့ဒီပန်ကားလေးပေါ့ဒီပန်ကားရတော့ညစ်ပန်နေပြင်ရမရတော့လည်းကြည့်မလာဝါချူရီကဆေးဖြစ်ရလားမသိကြည့်လာဒီလိုလှုပ်ထားတော့ခဏတစ်ဖြုတ်တော့ကောင်းတယ်ရေရှည်ကြရင်တော့ကောင်းဒီလိုလှုပ်တာတော့အန်ရများပါတယ်ဒါတော့အရင်လက်ထဲလှုပ်ထားတယ်ဆိုးတော့မဆိုးအောင်ပူးတော့မပူးတိုင်းနဲ့မကောင်းဘူးဒီဆရာလည်းမဆိုးရလှုပ်ထားတော့ဘယ်လိုလုံးဆိုတော့လက်စစ်ကိုဒီမှာပတ်ပြီးတော့မီးရှို့လိုက်တာပေါ့နော်မစိုးမိုက်တယ်ဒါနဲ့ကြောက်တယ်မတုံးနဲ့အဲကြောင့်ဒီဘန်ကာလေးကောင်းမကောင်းတစ်ချက်စစ်မယ်နော်စစ်မယ်ဆိုပထမဆုံးကျွန်တော်တို့ပလက်မထိုးပဲနဲ့ဒီမှာနှစ်ချောင်းပေါ့ဗျာဒါတော့ကျွန်တော်တို့အနာလောမီတာမဟုတ်ဘဲနဲ့ကျွန်တော် digital meter ဆိုရင်အတန်မီ scale on scale လို့ခေါ်တယ်ပေါ့ဗျာအဲ့ဒီကိုရွှေ့ပြီးတော့လက်တံကိုဒီတစ်ဖက်ထောက်လိုက်ဒါဆို connection တက်တယ်ဒါဆိုရင်ဒီပန်ကလဲကိုလဲအဲ့တော့ထိုးကြည့်လိုက်မယ်ကြီးနဲ့အတန်မြည်တယ်ဒါဆိုထဲမှာသူတို့ဘောတွေပါတွေကွဲရတာပါလာတော့မသိဘူးပေါ့နော်အဆင်မပြေဘူးဆိုကျွန်တော်တို့တွေကဖြုတ်လိုက်မယ်ပေါ့ဗျာဒါကတော့သူ့ရဲ့နေထားကြည့်လိုက်တော့ဒီလိုလေးကလော်ဖြုတ်ရမှာပေါ့ဗျာโอเคပြုတ်သွားပြီဒီမှာတော့တန်ရှင်းလုံးမှာပေါ့အဲ့တော့ကျွန်တော်တို့ဒီလိုနေထားနဲ့ပြီးတော့ဆိုဒီပန်ကာနောက်မှလည်းဖြုတ်လို့ရတယ်ပေါ့ဗျာဒီနောက်ကဟာတော့ net side လာတာရှိတယ် clip side လာတာရှိတယ်ဒီကောင်ကတော့ net side လေးပေါ့ net side ဆိုရင်ဒီကောင်လေးကိုမှားလာမှားပြီးတော့ဒီကောင်လေးက net လေးကိုဖြုတ် okay ပြုတ်ဒါလေးရောဗျာnet ကတော့မပြောက်စီနေပေါ့တခြားသိမ်းထားပေါ့okay net ကရတော့ရတော့ဆိုကျွန်တော်တို့လေဘာရမဟုတ်တန်းလိုက်တော့ကတ်ထားလိုက်ဒါဆိုမပြောက်တော့မရှိလဲခွက်တက်ထည့်ထားရအဲ့တော့ကျွန်တော်တို့ဒီနောက်ကဟာလေးကိုဖြုတ်လိုက်မယ်ဖြုတ်လိုက်တော့ဒါလည်းတန်ရှင်းတော့လုံးမှာပေါ့ဗျာโอเคဖြုတ်ပြီးပြီဆိုတော့ကျိုးကနေပြီးတော့လျှက်စစ်ကျိုးကနေဒီလာတယ်ဒီလာပြီးတော့သူဘယ်လိုသွားတော့သူရဲ့ connection တွေတစ်ချက်ကြည့်ကြရအောင်ကျွန်တော်တို့လေရှောက်ကြည့်တာပေါ့ဗျာအဲ့တော့ဒီကောင်တစကနေပဲသွားတော့ဆိုတော့တစကဒီမှာဗျဒါခလုတ်ဗျဒါခလုတ်ဒီကောင်ခလုတ်ကနောက်မှာသေးနေလှဲ့မရထားလောက်အဲ့တော့ဒီကစားဒီမှာဝင်တယ်နောက်တစကဘယ်မှာသွားတော့ဆိုတော့အဲ့ဒါမှညီမဗျသူကအဝါပေါ့ဗျာဒါကိုကျွန်တော်ဘယ်လိုပြောရမလဲ DC ပြောင်းပြီးတဲ့အထုပ်လို့ခေါ်တာပေါ့ဗျာညီထုတ်ထဲဝင်သွားအဲ့ဒီထုတ်ထဲမှာ coin ထုတ်ပေါ့နော်အဲ့ဒီ coin ကနေပြီးတော့ထွက်လာပြီးတော့သူ့ရဲ့ဘိုးအားတွေပါမယ်ပေါ့ဗျာဘိုးအားတွေ ampere အားတွေပါလာမယ်ဘယ်နှစားထွက်လာအောင်နှစ်စားထွက်လာဒီကောင်းရဲ့ connection ပြုလုပ်ပုံနည်းနည်းလေးတော့ရှုပ်တယ်လို့ရှင်းတယ်လို့ဒါသားစီဖြုတ်လိုက်ရင်လည်းဒုက္ခရောက်မှာဆိုရတယ်အာယုံနောက်ထိအဲ့တော့ဒီကောင်ဖြုတ်လိုက်ရင်ဒါနဲ့စဉ်းစားကြတာပေါ့ကျွန်တော်စဉ်းစားလောက်အောင်ရပြီကျွန်တော်ပန်ကာဖြုတ်မှဆင်ပြလိုက်မယ်ဒီပန်ကာကိုဖြုတ်မှာဒီပန်ကာလည်းကျွန်တော်တို့ပုံမှန် AC ပန်ကားလေးလို့မဟုတ်ဘူးတဲ့လာ
ညက်လို့ရောက်အောင်ဒုက္ခပဲ这个担心为漏了家的，说放到啥地漏比漏，些还飘个开的，还眼睛个怎么样嘛？过了时间那包呗，但是这毛时间那他比怎么说？他啥地飘比谁比较费劲？还呢，抽那地叫做飘个啦落的，这样看我，那这车，那这车个叫做。ကျွန်တော်တို့ဖြုတ်ကားတဲ့ခါမှာလည်းခက်တယ်တက်ရတဲ့ခါမှာလည်းခက်တယ်အဲ့လောက်ဆိုရင်ကိုအဆင်ပြေသေးတယ်မပြေတာဘာလို့ဆိုတော့တန်ကြီးကြိုက်တဲ့နက်တယ်နက်ပြုံးသွားပြီဆိုရင်နက်အစားထိုးထည့်ပြီးအဲ့မှာနက်ပြုံးရုံဆိုတော်သေးအောက်ကအထိုင်တွေကပဲ့သွားပြီဆိုရင်လစ်ပြီးမန်းပြီးရောပဲအဲ့ကြတော့အဲ့လိုလေးရှိတော့တစ်ခါရရင်ဖြုတ်မရတဲ့ဟာဆိုမရမကမဖြုတ်တော့ကိုလည်းပေါက်ဆဆိုတော့တစ်ခုလာပြီးအရန်ဖြုတ်ချင်ဒါနဲ့ဖြုတ်တော့ခုနောက်ပါဒါရှင်းလုတ်ပေးရတော့လုတ်ပေးလိုက်တယ်တစားစီဖြုတ်လို့နက်တွေကလည်းလက်တယ်ဖြုတ်လို့တက်လို့လွယ်မဲ့ဟာမျိုးဆိုရင်တော့စေနာပါလေးလုတ်ပေးပါတယ်ဒါမိုးဟာကြတော့စေနာမပါတော့မဟုတ်လို့ရင်ဒါကနေကိုကတရားခံဖြစ်သွားမှာဆိုရတယ်အဲ့ကျသူကဘယ်လိုလုပ်ထားတဲ့ပုံစံလုံးဆိုကြည့်ရတာသူကဒီလိုပြဒီကောင်ကနေပြီး main ထုတ်ကနေပြီးတော့လျှက်စစ်ပြန်ထွက်မယ်DC ထွက်လိုက်မယ်ပေါ့နော် DC တော့ AC တော့ထွက်လိုက်မယ်ထွက်ပြီးဆိုသူကဘယ်ကိုသွားပြီးညှို့မှာတော့ဆိုဒီထဲမှာကျတော့အလုံးလေးရှိတယ်ပေါ့ဗျာအဲ့ဒီအလုံးလေးကိုဒီဘက်ကနေပြီးတန်လိုက်ဖြစ်ပြီးတော့တန်လိုက်ဆက်ကွင်းနေဖြစ်ပြီးတော့လှမ်းညှို့တာပေါ့လှမ်းညှို့ပြီးတော့ဟိုဘက်မှာလဲတယ်ပေါ့အဲ့ကြတော့ဒါကတော့ကျွန်တော်တို့တွေအချုပ်တဲ့ဆိုင်တွေမှာဝယ်လို့ရတယ်ဆက်စီပေါ့ဗျဆက်စီလေးထည့်လိုက်မယ်ချော့တော့ရမ်းပန်ဒီကိုင်းဒီကောင်ကြီးကြောင်းရောက်ပါသေးတာဟာရှုပ်ဆက်နေခဲနေလားဒီလိုဟာကြပါလေမသိဘူးနာမည်တော့ပြန်မခံပြန်ပေးလိုက်တာအေးမနဲ့ချက်တော့မှုရကြည့်လိုက်ပေါ့နော်ပြန်ပြီးတော့
အဆင်မပြေလို့အဆင်မပြေဘူးအဲ့တော့ဒီကောင်တွေကြတော့လည်းအပူပစ္စည်းရမလာဘူးပြဒီလုံးကတော့ပြင်လို့ရမရတော့မသိဘူးပေါ့နော်ပြင်ကြည့်လို့တော့ပြင်ကြည့်ချင်တယ်ဒါနဲ့ပြင်မကြည့်ချင်တော့မရဘူးများတယ်ဘာလို့လဲဆိုတော့တကယ်လို့ဒီထဲမှာရှိတဲ့အတုံးလေးကိုကျွန်တော်စေးကြည့်ရမှာပဲကြည့်ရတာသူ့မှာတစ်ခါလောင်ထားတယ်ဒီနားလေးမှာညှို့ဒီမှာလည်းတော့မမြင်ဘူးဒီနားလေးမှာညှို့နည်းနည်းလေးမဲဒါကြည့်ကြစမပြေတော့ဒါလေးကတော့ဒီတိုင်းလေးပဲပြန်ပေးပြီးတော့မပြေတော့ဘူးလို့ပဲပြောလိုက်ကဲဆောဆောတော့ကျွန်တော်ပြောသလိုပဲဒီမှာလက်မှုတစ်ခုကကျွန်တော်တို့မြောက်တာလက်မှုတစ်ခုမြောက်ထားတယ်အဲ့ဒါလေးကကိုယ်လည်းမီးရှို့ပိုက်ကမရှိတိတ်လေးနဲ့ပါပတ်ပြလိုက်တယ်ဒီနေ့တော့တလောက်ပါပဲအဆင်မပြေပါဘူးအလုံးလဲဒါမျိုးအဆင်မပြေတဲ့လုံးလေးတွေကြရင်ဘယ်လိုလေးတွေလောက်ကြမလဲပေါ့ဗျာကျွန်တော်ကတော့မလောက်တော့ပါဘူးခေါင်းကိုက်တော့ပါပြီထဲရပါတီလဲမလို့သူ့ရဲ့တိဆောက်ပုံကြီး AC မှန်တယ် AC မဟုတ်ထဲထဲမှာဒီမှာအဝါပါတော့ DC ဖြစ်သွားတယ်ဒါနဲ့ DC လို့လည်းပြောမြောက် AC လို့လည်းပြန်ပြောရတယ် AC နေ DC နေတခါမှလည်းမမြင်ဘူးဒီလိုဟာကြီးအဲ့ဒါမမြင်ဘူးကတော့မလုပ်တော့နောက်လာမိုးလုံးလာလည်းရအောင်ပဲပြောလိုက်တော့ဘာလို့လဲကျွန်တော်တို့ဒါအပုတ်ပစ္စည်းဝယ်ခက်တယ်ဝယ်လို့မရမရှိဘူးများအဲ့ရဒါတော့ပါပဲကျေးဇူးတင်ပါတယ်နောက်ကြာနေထပ်ပြီးတော့ပြန်လဲပြောပြပါအောင်အဲကျွန်တော်ပန်ကာပြင်မယ်ဆိုရင်တော့အဓိကလိုတာတော့ဘာလို့လုံးဆိုတော့ပန်ကာလေးနေတယ်ဆိုရင်ဒါမျိုးဆက်စီပေါ့ဗျာအချုပ်တဲ့ဆိုင်တွေမှာအဝတ်ချုပ်တဲ့ဆိုင်တွေမှာရှိတယ်ဆက်စီလို့ပြောလိုက်အဲ့ဒါဆိုသူတို့သိရတပူးမှာ1000 1500လောက်ရှိတယ်ဒါဆိုကျွန်တော်3-4လလောက်တော့ရှိပြီနည်းနည်းပဲထည့်ရတယ်ချောပါဆိုရတော့ဗျဆေးရရှိရဆေးကြောရရှိရကြောပြီးတော့ပြီးဒါတော့ digital meter လေး3000-4000လောက်တော့ရှိတာပေါ့အဲကြောက်လဲရတော့အသေးလေးတစ်ချောင်းနဲ့အကြီးလေးတစ်ချောင်းလိုအပ်ရင်ကလော်ဖို့အတွက် tester ပြားလေးကြီးကလော်ရင်ကြီးလေးပေါ့ဒါလေးကတော့စုပ်တန်လေးတန်ရှင်းလုပ်ဖို့ပလာရပါမယ်တောင်းပါပဲနောက်တစ်ထပ်ကောင်းတဲ့ပစ္စည်းလေးထပ်လိုက်ထပ်ပြီးတော့တင်ပေးပါဦးကိုပိုင်စီ